အားလုံးမင်္ဂလာပါ mix တွေကိုရေးကိုတာဖိုင်တွေကို10မိနစ်အတွင်းမှာပဲမြည်သည့် software မှာအသုံးပြုဆရာမလို့ပဲနဲ့ဘယ်လိုလျှို့ဝှက်ထားရမလဲဆိုတာပြသပေးမှာဖြစ်ပါတယ် mix တွေရဲ့ကိုရေးကိုတာဖိုင်တွေ folder တွေကိုတခြားလူတွေမမြင်ရအောင်ဝတ်ထားမယ်ဆိုရင် mix တို့ရဲ့ဝတ်ထားခြင်းတဲ့ file တို့မို့ folder ကို right click အောက်ဆင်းပြီးတော့ properties ကိုနေရမယ်ပြီးတော့တက်လာတဲ့ folder property ပေါက်မှာရှိတဲ့ hidden ဆိုတဲ့ chat ပေါက်ကိုအမှန်ချက်ပေးရမှာဖြစ်ပါတယ်အမှန်ချက်ပေးပြီးတော့ apply okay ဆိုရင်ပြောက်သွားပါလိမ့်မယ်ခုလောလောဆယ်တော့မပြောက်သေးဘူးဘာကြောင့်မပြောက်သေးလဲဆိုတော့သူက view မှာ hidden မလုပ်ရသေးတဲ့အတွက်ကြောင့်သူကထပ်ပြီးတော့မုံဝါးဝါးနဲ့မြင်နေရပါသေးတယ်အဲ့နေရာမှာတွားပြီးတော့ပြန်ပိတ်ရမှာဖြစ်ပါတယ်အဲ့မှာ view ကနေပြီးတော့အောက်ဆင်းပြီးတော့ show ရဲ့အောက်မှာဆိုတော့ hidden item ဆိုတဲ့ဟာကိုအမှန်ချစ်ဖြုတ်ပြီးရင်ပျောက်သွားမှာဖြစ်ပါတယ်ပျောက်သွားပြီပြန်ဖွင့်ကြည့်အောင်ရှိတော့တွေ့လားပျောက်သွားပြီပြီးတော့ window တင်ကြတဲ့က window default ကဖွက်ထားတဲ့ folder တွေကိုလည်းရှိသေးတယ်အဲဟိုကိုကဖွက်ထားရမယ်လိုအပ်ရင်ပြန်ဖွက်ထားရမယ်ပြန်ပိတ်လိုက်မယ် this pc ကိုပြန်သွားပြီးတော့ c တဲ့ကိုသွားမယ်အဲ့မှာဒီနေရာမှာ window default ကဖွက်ထားတဲ့ folder နှစ်ခုရှိတယ်ပထမတစ်ခုက program data folder နောက်တစ်ခုက recovery folder အဲ့နှစ်ခုလောလောဆယ်မတွေ့ရသေးဘူးဘာဖြစ်လို့လဲဆိုတော့ window default ပိတ်ထားတဲ့အတွက်ကြောင့်သူ့ကိုပြန်ဖော်ချင်တယ်ဆိုရင်စောနာကလုပ်ပြခဲ့တဲ့ view ကိုတွားပြီးတော့ show ကနေပြီးတော့ hidden check ပေါက်မှာအမှန်ချစ်ပေးပြီးတော့မှနှိပ်ပြီးတော့မှပဲဒီနေရာမှာ program data နဲ့ recovery folder နှစ်ခုပေါ်လာတာဖြစ်ပါတယ်စောနာကမပေါ်သေးဘူးအခုမှပေါ်လာတာဖြစ်ပါတယ်အဲ့ဒီ program data ထဲမှာအရေးကြီးတဲ့ file တွေရှိတဲ့အတွက်ကြောင့် Windows က default ဖွက်ထားတာဖြစ်ပါတယ်မဖြတ်မိရလေအောင်ပေါ့နော်တကယ်လို့ဖြတ်မိရင် Windows ကကောင်းကောင်းလည်ပတ်တော့မှာမဟုတ်တော့ဘူးတော့မဟုတ် software တွေကောင်းကောင်းအသုံးပြုလို့မရတော့ဘူးဆိုတော့ကဖွက်ထားတဲ့ file ကိုမဖွက်တော့ဘူးဆိုတော့ပြန်ဖော်မယ်ပေါ့ဆိုတော့ကလုပ်ထားတဲ့အတိုင်းပဲ right click နှိပ်မယ် property နှိပ်မယ် hidden ဆိုတဲ့ chat box ကိုအမှန်ချစ်ဖြုတ်မယ် apply နှိပ်မယ် okay မယ်ဒါဆိုရင်ပြန်ပေါ်နေပြီမပြောက်တော့ဘူးဗောနော်အားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်လိုအပ်တာလေးရှိရင် comment မှာပဲရေးပေးမယ်လို့မျှော်လင့်ပါတယ်ကြည့်ရှုပေးတဲ့အတွက်ကြောင့်အားလုံးကိုကျေးဇူးတင်ပါတယ်